သူတို့ engineer တွေတစ်ချက်ခေါ်ပြမှာတော့ခေါ်ပြပြီးချုပ်လို့ရတယ်ချုပ်လို့ခေါ်လာမှာလေဟမ်ဟောဒီပြောလိုက်ပါတယ်ဗျာအကုန်လုံးပြောလိုက်ဟမ်ဒီကောင်းနေကြည့်ကောင်းနေကြည့်ကောင်းလေးဒီဟာကြီးတယ်လို့ခိုင်းကျွန်တော်တို့ပြန်လို့ဖို့ပဲလို့အပန်းနေရတော့ရွှေမချက်တော့ဘူးဒီတိုင်းပဲပြန်ပြီးတော့ အားလိုက် တဲပါဗျာရွှေကြတော့ရွှေရဲ့တန်ဖိုးကဘာမှရမှာမဟုတ်ချက်တော့ လက်ရအောင်ပါ ဒီမှာလက်ရကြီးကြတော့ဟုတ်တယ်ပွဲထုတ်ပေါ့နော်ဟုတ်တယ်